Welcome to A Dose of Ngay. Hello ဒီနေ့တော့ဒီငယ်ကရွှေတောင်ခောက်ဆွဲချက်မှာဖြစ်ပါတယ်အိမ်မှာဧည့်သည်တွေလာမှာမို့လို့လူ15ယောက်အယောက်20စာလောက်ချက်ပါမယ်အရင်ဆုံးချက်ဦးပြုတ်ထားပါတယ်ချက်ဦးပြုတ်တာတော့မရိုက်ပြတော့ဘူးเนาะပြီးတော့ချက်သားကျတော့တကေကြီးခွဲသုံးထားတယ်ချက်သားမှုတ်ရယ်စားလေးရယ်နည်းနည်းနေပြီးတော့နှက်ထားပြီးတော့မှ bite size လေးကိုတုံးပါတယ်ဒါကတော့စက်သွန်ဖြူနေကိုကြိတ်ထားတာပါစိတ်တဲ့ပါတယ်စီဆူလာပြီဆိုလို့ရှိရင်စက်သွန်ဖြူနေကိုအရင်ဆုံးစီတက်ပါမယ်စက်သွန်လေးအရောင်လေးကြည်သွားတဲ့အထိချက်ပေးပါတယ်ပြီးရင်တော့ငရုတ်သီးအရောင်တင်မှုန်ထည့်ပါတယ်ဒါမဆက်တဲ့အယောင်တင်မှုံသုံးထားတာပေါ့နော်ပြီးတော့စက်သားမှုံစားထည့်ပါတယ်ပြီးသွားရင်ခုနကအရသာနယ်ထားတဲ့စက်သားတွေကိုထည့်ပါတယ်စက်သားကိုရေမထည့်ဘူးเนาะရေမထည့်ဘဲနဲ့နည်းနည်းလေးနှက်ထားလိုက်တဲ့ခါမှာသူ့ဟာသူရေလေးထွက်လာပါတယ်အဲ့ဒါလေးစီပြန်လာပြီဆိုလို့ရှိရင်ဒီစက်သားချက်ထားတာလေးကိုမိပိတ်ထားလိုက်ပါတယ်ဒါကတော့လေဒီငယ် outdoor kitchen ဆိုတော့မိုးရွာနေတာလေးကိုလှမ်းရိုက်ထားတာပါစက်သားပြုတ်ရည်လုပ်ပါမယ်ရေအေးတဲ့ကိုကြက်ရိုးတွေထည့်ပါတယ်ပြီးတော့မှမီးဖွင့်လိုက်တယ်အဲ့ခါကျလို့ရှိရင်အပေါ်မှာဒီလိုမျိုး impurities တွေတက်လာတယ်ပေါ့နော်အဲ့ဒါတွေကိုဖယ်ထုတ်ပါတယ်ဂျင်းလေးလည်းပါတယ်เนาะဂျင်းစက်သွန်ဖြူလေးပါတယ်စူပြီးအရေရပြီဆိုလို့ရှိရင်တခါတည်းတဝက်ဖယ်ထုတ်လိုက်တယ်ဟင်းကိုလေအယိုးမပါတဲ့အဟင်းရည်ကိုဆက်ပြီးတော့ပြုတ်ပါတယ်ပြီးတော့ပဲမှုတ်ဖြောထားပါတယ်ပဲမှုတ်ကအထုပ်တစ်ဝက်လောက်ပဲသုံးထားပါတယ်ပြီးလို့ရှိရင်ခုနကချက်ထားတဲ့စက်သားတွေကိုထည့်ပြီးတော့တဲပါတယ်ပြီးသွားရင်ပဲမှုတ်ထည့်ပါတယ်ပဲမှုတ်လေးဖြောထားတာကိုထည့်ပြီးတော့ထပ်ပြီးတော့တဲထားပါတယ်အုံလို့ထည့်ပါမယ်အုံလို့ကတပူးအဖြစ်သုံးထားပါတယ်အုံလို့ကိုခုနကဟင်းရည်လေးကိုထည့်ပြီးတော့ကြိုပါတယ်ပြီးတော့တကြားစားထည့်တယ်အရသာမီးပါလိုတာကိုထပ်ထည့်ပါအဲ့ဒါဆိုရင်ဟင်းရည်ရပါပြီချက်ဥလေးတွေလှီးထားပါတယ်အပေါ်မှာဖြူးစားဖို့စက်သွန်နေလဲပပလှီးထားတယ်အုံးစီချက်ချက်ပါမယ်အုံးစီချက်ကတော့လေညှစ်ထားတဲ့အုံးတို့ရောပြီးတော့အထုပ်လေးတစ်ထုပ်ကိုသုံးတယ်ဖြည်းဖြည်းလေးကြိုပေးလိုက်ပြီးတော့ဒီလိုအုံးတို့နဲ့စီနဲ့ပေါ့နော်ကွဲပြပြလေးဖြစ်သွားပြီဆိုလို့ရှိရင်တော့အုံးစီချက်ကရပါပြီနနံပင်နဲ့ခေါ်ပြီးလဲလှီးထားပါတယ်ပြီးတော့မုတ်ချွတ်အတွက်ခောက်ဆွဲကိုလှီးပြီးတော့ကြော်ပေးပါတယ်အခွေလိုက်ကြော်လို့ရှိရင်မညီဘူးပေါ့နော်မကျွတ်မှာဆိုလို့ပါပဲမှုံကိုတော့လှော်ထားပါတယ်မှုေးလာတဲ့အထိလှော်ထားပေးတယ်ပေါ့နော်ဆိုလို့ရှိရင်တော့ရပါပြီမြုပ်သီးစီချက်ကတော့လေစားကန်ဒီမှာတတိယလို့အမြန်ပြေးပြီးတော့ချက်ရပါတယ်အရေတောက်လေးချက်တာလည်းရိုက်ဖို့မိသွားတယ်ပေါ့နော်ဆိုတော့အဲ့တော့ရပါပြီရွှေတောင်ခောက်ဆွဲပါအဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ် like and subscribe လုပ်သွားပေးပါဦးရှင်ထပ်